ဆရာဝန်ကြီးတယောက်နဲ့လူနာတယောက်ရှိပါတယ်လူနာတယောက်ဟာရှာကင်ဆာရှိပါတယ်ရှာကင်ဆာရှိလာတဲ့အခါမှာရှာဝန်ကြီးကပြောတယ်မကြခင်လဲမှာသင်ရှာကိုဖျက်တော်မယ်ဆိုတော့သင်ပြောချင်တဲ့စကားကိုပြောပါဒီဖျက်တဲ့နောက်ပိုင်းမှာဆိုရင်ပြောလို့မရတော့ဘူးလို့ရှာဝန်ကြီးကပြောလာတဲ့အခါမှာလူနာတယောက်ကဘယ်လိုပြောတယ်လဲစိတ်ဝင်စားသလားမပြောမလဲမသိနော်ဆရာတော်လည်းမသိဘူးဒီလိုပြောပါတယ်ဖျားသခင်ကိုချီးမွမ်းပါတယ်ဒီနေ့ဒီတင်တမ်းမှာတင်ကြပဲဖို့ဖိတ်ခေါ်တဲ့လူငယ်တာဝန်ခံပြီးတော့ဒီသင်းတော်ကိုအုပ်စိုးလမ်းပြတဲ့ Bishop ကြီးကျွန်တော်တို့လေးစားရတဲ့ဒေါက်တာတီတီနဲ့ဒီမှာရှိတဲ့ဆရာမများဒီမှာကျောင်းတက်တဲ့လူငယ်အလုံးပေါ်မှာကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီနေ့ဟာကျွန်တော်အတွက်ထူးခြားတဲ့နေ့ဖြစ်ပါတယ်ပုံဥပမာတစ်ခုပြောချင်ပါတယ်တရက်တော့လူတယောက်ကသူ့တငယ်ချင်းကိုဒီလိုမဲခုမဲပါတယ်ကဘာပေါ်မှာအလှဆုံးဒီဆိုတာပါလေတင်းအတွက်ကောင်းဆုံးရဲ့အတန်ပါလေဆိုပြီးတော့မေးလာတဲ့ခါမှာပြောကြတယ်တချို့ကငှဲ့တန်တဲ့တချို့တွေကဖြာနိုတန်တဲ့တချို့တွေကတဇောတန်တဲ့အမျိုးပြောကြတယ်အဲ့တော့တငယ်ချင်းကအဲ့ဒီတငယ်ချင်းတွေကိုမလုပ်တယ်လေဆိုညစာပွဲဖို့ဖိတ်ခေါ်ပြီးတော့အကောင်းဆုံးဒီဝင်းကိုငှားပြီးတော့ဒီခိုင်းတယ်နားထောင်ကြတယ်အရန်ကောင်းပါတယ်ဒါပေမဲ့နည်းဗိုက်စားကြပြီခုနဲ့ကြိုက်ပဲနော်ဗိုက်စားကြပြီဗိုက်စားကြတဲ့ခါမှာဘလောက်ပဲတချင်းဆိုဘလောက်ပဲတီနာဝင်မချိုတော့ဘူးအဲ့ဒီချိန်မှာနာဝင်မချိုတဲ့ချိန်မှာဘာလာတယ်လဲဇွန်ခကြီးနဲ့ပကံထိတာကိုကြားလာတဲ့ကမှာလူတယောက်ကအယံခံစားပြီးတော့ဟာဒီအတန်ကအကောင်းဆုံးပါလားအဲ့ဒါနဲ့တငယ်ချင်းတယောက်ကတငယ်ချင်းကျွန်တော်သိပြီအကောင်းဆုံးအတန်ဆိုတာဗိုက်စားတဲ့ချိန်မှာယွန်းခရီးနဲ့ပကံထိတဲ့တန်အကောင်းဆုံးပါပဲဒီနေ့မှာကျွန်တော်အရန်တော်မှာမဟုတ်ပါဘူးသားသမီးတို့ဒီလူငယ်များကိုအကောင်းဆုံးအတန်ချူလေးအတန်ကောင်းပေးနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖခင်ကိုစာငတ်တယ်ဆိုရင်ဒီနေ့နှုတ်ကပတ်တော်ဒီသင်အတွက်အကောင်းဆုံးသောအတန်ဖြစ်မယ်အာမင်အကောင်းဆုံးသောအတန်ဖြစ်မယ်အားလုံးအတူတကွဆင်ခြင်ကြရအောင်ဒီနေ့ကျွန်တော်ဗာသင်ပေးမလဲဆိုရင်တကယ်တော့ဒီ subject ကတလားလောက်သင်ပေးဖို့ဖြစ်တယ်ပြီးတော့မြန်မာနိုင်ငံမှာတိုက်ခစ်မစားသေးဘူးဘယ်နေရာမှာလဲကြားမှာမဟုတ်ဘူးကျွန်တော်ပဲကြူစားပြီးတော့စာအုပ်လေးထုတ်ခဲ့ပါတယ်အဲ့ဒီထဲမှာတနာကြီးအတော်တွေမှာအနည်းငယ်ပဲပြောမှဖြစ်ပါတယ်အဲ့တော့လူငယ်တွေနဲ့အရန်ကြိုက်တယ်ပြီးတော့ယုံကြည်သူခရစ်ယာန်တွေနဲ့အရန်ကြိုက်နေတဲ့ subject ဖြစ်ပါတယ်အဲ့ဒါပါလဲ Christian emotional management မှာအရန်တော်တဲ့ဒီမှာစီးပွားရေးမှာတကယ်ကျွန်တော်တို့ညီလေးရှိပါတယ်ဒီနေ့မှာပြောမလဲဆို Christian emotional management အဲ့ဒါပါလဲဆိုရင် Christian တွေရဲ့စိတ်ခံစားမှုဆိုင်ရာစီမံခန့်ခွဲခြင်းပညာ Christian တွေရဲ့စိတ်ခံစားမှုဆိုင်ရာစီမံခန့်ခွဲခြင်းပညာကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့အဓိကစိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုမြောက်များစွာကိုဖော်ပြမှာဖြစ်ပါတယ်ကျွန်တော်ကျမ်းစာဖတ်မယ်သုတ်တန်28
အငယ်26မှာဘလို့ပြောတယ်လဲဆိုရင်နည်းနည်းမြန်မယ်နော်ဘာဖြစ်တနာကြီးပဲရတဲ့ခါမှာနည်းနည်းမြန်မယ်နော်မြန်လဲနားထောင်ပေးပါတယောက်နဲ့တယောက်ကိုငင်ကြရအောင်မိမိစိတ်နှလုံးကိုကူစားသောသူတွေလူမိုက်ဖြစ်တယ်လူမိုက်ရဘာလို့လဲစိတ်နှလုံးကူစားသောသူတွေလူမိုက်ဖြစ်တယ်ဂျေရမီမှာဆိုရင်အခုမကြာခင်လေးမှာစိတ်ခံစားမှုကိုလိုက်ဖို့ရန်အတွက်ကြိုးစားနေပြီဒီလူငယ်တွေကတော်များသီးလားဖယားเจ้าမှာဖယားကောင်းမြတ်ချင်းတဲ့စိတ်ခံစားမှုကိုလိုက်ဖို့ရန်အတွက်ပြင်ဆင်နေသူများချရှိပြီလူမိုက်မဖြစ်ချင်ရင်မလုပ်မလဲမိမိစိတ်နှလုံးမကူစားဖို့ခံစားမှုအပေါ်မှာအသက်မရှင်ဖို့အရေးကြီးတဲ့အကြောင်းဒီမှာကျွန်တော်တွေ့ရှိရပါတယ်ပြီးတော့ယေရမိအခန်းကြီး7ခန်းငယ်ကိုမှဘလို့ပြောတယ်လဲစိတ်နှလုံးဒီခတ်သိမ်းသောအရာထက်စင်လေတတ်၏အလွန်ယူယွန်းသောသဘောရှိ၏စိတ်နှလုံးသဘောကိုအဘေသူသိနိုင်တယ်တခြား Bible verse မှာဘလို့ပြောတယ်လဲဆိုရင် do not follow your heart feeling သင်ရဲ့စိတ်နှလုံးခံစားချက်ကိုမလိုက်ပါနဲ့ယနေ့တော်များခရိယန်တွေတော်များလူငယ်တွေဘာကြောင့်ပြတ်စီးတယ်လဲဘုရားကျမ်းလာရင်းနဲ့စူတောင်းရင်းနဲ့ကျမ်းစာဖတ်ရင်းနဲ့တရားဟောရင်းနဲ့လမ်းပြောနေကြပြီဘာကြောင့်လဲဘာကြောင့်သိလားသူတို့ရဲ့ခံစားမှုကိုအဓိကထားပြီးတော့ကိုးကွယ်ကြတယ်ခံစားမှုကိုအဓိကထားပြီးတော့လှုပ်ရှားကြတယ်ခံစားမှုဟာရည်ရှိအားကိုးလို့မရပါဘူးနောက်မှဖြီးပြောမယ်နော်ကျမ်းပိုက်ပြောဦးမယ်အဲ့တော့ဘာကြောင့်စိတ်နှလုံးခံစားမှုစိတ်နှလုံးအရေးကြီးတယ်လဲဆိုရင်ထာဝရဘုရားမူကားနှလုံးကိုကြည်စုတတ်၏ဟုစေမလာအာမိတ်တော်မူ၏A man looks at the outside of person but the Lord looks at the heart ဘုရားကတော့အမေနဲ့သင်ဟာလေလုယာဒါရီကြည့်တာမဟုတ်ဘူးဘာလို့ကြည့်တယ်လဲတိတ်နဲ့စိတ်နှလုံးသားမှာသူ့ကိုကိုးကွယ်သလားတိတ်နှလုံးသားမှာဒီတင်တန်းကိုတက်သလားဆိုတာပဲကြည့်တယ်ဒါရနေ့ကျွန်တော်တို့ဟန်ဆောင်နဲ့ကျွန်တော်ကိုးကွယ်ခြင်းဟန်ဆောင်နဲ့မိတ်ဖွဲ့ခြင်းဟန်ဆောင်နဲ့တယောက်ချစ်ခြင်းဟာခံစားမှုနဲ့တယောက်နဲ့တယောက်ပေါင်းဖော်ခြင်းဟာခံစားမှုတက်နဲ့ဘုရားကိုးကွယ်ခြင်းဟာတင်တန်းပြီးသွားရင်ပျောက်သွားမယ်ရည်ရှိတည်တံ့ဖို့ဒီနေ့ကျွန်တော်တို့ခံစားမှုကိုဘယ်လို management လုပ်မလဲဆိုတာကိုရှားပြောပြမှာဖြစ်ပါတယ်ပြီးတော့စာလံ30ခွန်းအပိုက်လေးအရေးကြီးဆုံးသာရဘုရား၌မွေးလျော်ခြင်းရှိလောတို့ပြုလင်စိတ်နှလုံးအလိုပြီးဆုံးရတော့ခွန်းကိုပေးတော်မူမည်ဘာကောင်းတယ်ယနေ့ကျွန်တော်ဘုရားကူးကွယ်တယ်ဆိုတာဘာအတွက်လဲစိတ်နှလုံးအလိုပြီးဆုံးဖို့ရန်အတွက်ကူးကွယ်တယ်အားကြောင့်မို့ကျွန်တော်တို့ဘုရားသာရဘုရားနာပျော်မွေ့ရင်လူငယ်ခိုးချိန်မှာစိတ်နှလုံးအပိဝဝမ်းမြောက်ခြင်းခံစားလို့ရတယ်ငြိမ်သက်ခြင်းခံစားလို့ရတယ်ဘာကြောင့်တလို့ပြောတယ်လဲအခုတော်မြတ်မဲ့လူငယ်တွေအထီးကျန်နေကြပြီဇီးစားရှိတယ်ဇီးစားရှိရင်လည်းအထီးကျန်တယ်ဖျားကြောင်သွားရင်လည်းအထီးကျန်နေတယ်ဘာကြောင့်လဲစိတ်နှလုံးအလုံးမတွေ့ဘူးဘာကြောင့်လဲဖျားနဲ့မပြုံမိဘူးအင်းကြီးတဲ့ဝတ်တာနဲ့ပြုံမိတာစပင်ကောင်းလေးတူများနဲ့ကျွန်တော်တို့ icon ဖြစ်တဲ့စပင်ပုံစံနဲ့လုံမှာပဲနေခံစားမှုကောင်းတဲ့သူတွေများလာတဲ့ခါမှာရည်စီတည်တတ်လို့မရဘူးကျွန်တော်တို့ကိုးကွယ်ခြင်းဟာရေရှည်သွားနိုင်ဖို့ရန်အတွက်ဘုံတကူပြနိုင်ဖို့ရန်အတွက်ဘာလို့လဲအခုလုံငယ်သိခံစားချက်သိစိတ်ခံစားမှုကိုခုကတဲ့ကစမ်းစစ်ကြည့်ပါဖယားနဲ့ပျော်မွေ့သလားခု3ရက်သွားပါပြီ3ရက်အတော်တွဲမှာဖယားနဲ့နှစ်ဖိုးတွေ့ဒိုးတွေ့ကျွန်တော်တို့တွေ့သလားဒါလေးတွေကိုမေးချင်ပါတယ်ဒ
တုတ်တန်ချမ်းခန်းကြီး23ခုမှာသူဒီစိတ်ထင်နေအတိုင်းဖြစ်သည်ယနေ့ကျွန်တော်တို့စိတ်ထင်နေအတိုင်းတနေ့တစ်ချိန်အားလုံးဖြစ်ကြမယ်ဒါဆိုဒီနေ့ကျွန်တော်ဒီ camp ကိုလာတဲ့အခါမှာဘလူစိတ်တဘောနဲ့ဒီတင်တန်းကိုတက်နေတယ်ဘုရားကူးကွယ်လာတဲ့အခါမှာဘလူတဘောနဲ့ကျွန်တော်တို့ဘုရားကူးကွယ်တယ်လေအနာဂတ်သိအောင်မြင်ဖို့ရန်အတွက်သိအနာဂတ်တခုခုကိုင်းတွေနိုင်ဖို့ရန်အတွက်တော့ယခုခံစားချက်အရင်ကြီးကြည့်တယ်ဒါကြောင့်ယနေ့လုံငယ်တွေစင်ခေါ်ချင်ပါတယ်အချင်းလူပြိုအသက်ပြိုတော့အခါပြုံမိလောအသက်ပြိုစဉ်ကာလတွင်စိတ်ဆွေလန်းခြင်းရှိလောကိုအလိုစီရလန်းနဲ့ကိုညနာပြတော်လန်းကိုလိုက်လောတို့ရတွင်ထိုအမှုအလုံးစုံတို့ကိုဘုရားသခင်စစ်ကြော၍သင်ကိုအပြစ်ပေးတော်မူဟုအောက်မေလောဒီစားထားပါကောင်းပါတယ်ဒါမဲ့ဒီစားထားပုံထားနေရတချို့တွေကဆရာလူပြူတော့ကနည်းနည်းချောတယ်ဆိုတော့သူကကျွန်တော်ကိုစိတ်ဝင်စားပြီးတဲ့စိတ်ဝင်စားတော့ဘူးတခြားလူတွေကိုစိတ်ဝင်စားတယ်လို့နေတတ်တယ်သူများသားသမီးကိုစိတ်ညစ်အောင်လုပ်တတ်တယ်ဒါကြောင့်ဖះရှိမှအမဲတန်းဝင်ချတောင်းပန်တယ်ကျွန်တော်လူပြူတော့လူမြောက်များဆိုစိတ်ညစ်အောင်လုပ်မိတယ်မကြောင့်လေချစ်တယ်လူနဲ့ကြည်တာချစ်တယ်လူနဲ့စကားပြောတော့တကယ်သူတို့အဖြီးပေးတဲ့အခါမှာမချစ်တော့ဘူးဒီနေ့လူငယ်တွေတတိထားပါဂျရမီတတိထားပါနော်ချိုးတယ်အရရှိတယ်ဆိုပြီးတော့မကြွားနဲ့သူများသားသမီးမျက်ရည်ကြအောင်သိငါဖျားဖန်ရှိတာမဟုတ်ဘူးအခုချိန်မှတော့တချို့သောသူတွေ2ယောက်3ယောက်နည်းနည်းကြည်နေပြီမလောက်ပါနဲ့တနေ့တစ်ချိန်မှာဖျားတရားစီရင်မယ်ဆာလန်လေးအပိုက်လေးမှာဘလူကြီးထားတယ်လေဆိုရင်ဒီမှာကောင်းကောင်းစဉ်းစားကြောက်ရွံ့တုန်လှုပ်၍တဲ့ဘာကိုကြောက်မလဲကြောက်ရွံ့တုန်လှုပ်၍တဲ့ဒူးစရိုက်အပိတ်ကိုဆောင်ချလို့တဲ့ကြောက်ရွံ့ပြီးတော့ဒူးစိတ်အပိတ်ကိုဆောင်ရမယ်ပြီးတော့ဒီမှာကောင်းကောင်းသားထောင်းတော့အိယာပုံမှာစိတ်နှလုံးနဲ့ဆွေးနွေး၍စဉ်းစား၍တိတ်ဆိတ်ခြင်းစီလောကိုချိန်မှာလူငယ်တော်များဘသူနဲ့ဆွေးနွေးတယ်ဖုန်းနဲ့ဆွေးနွေးနေတယ်အခါနေမှာစင်ဖုန်းနဲ့ဆွေးနွေးတယ်ဟုတ်တယ်မဟုတ်လားခံစားမှုပြီးဖုန်းကိုပေးနေပြီအဲ့လိုပေးလာတဲ့ကမှာတိတ်ဆိတ်ဆိုအိတ်လို့ရသလားမရတော့ဘူးဒါကြောင့်ယနေ့ကျွန်တော်လူငယ်တွေဘေးနေရသွားသိမ့်စိတ်နှလုံးနဲ့ဘသူနဲ့ဆွေးနွေးနေတယ်လေအမေတန်းချိတ်ဆက်နေတယ်လေဆိုတာအရေးကြီးတယ်ဘာကြောင့်လူငယ်တွေကအေးဆက်ဆက်အဖေအမေကကျွေးမွေးပေမဲ့ဝမ်းမြောက်ခြင်းဘာကြောင့်မခံစားရလဲအတင်းတော့ပါစတာတွေအကောင်းဆုံးနှုတ်ကပတ်တော်ပဲပေမဲ့ဘာကြောင့်နှလုံးသားထဲမှာအမေတဲ့ဟာတာဖြစ်နေလေတဲ့နှလုံးသားနာမှာဖယားတဲ့နှုတ်ကပတ်တော်တဲ့တခြားအရာကိုပူပြီးစိတ်ဝင်စားသွားတယ်ဆိုရင်လောကမှာသိရဝမ်းမြောက်ခြင်းရှိနိုင်မှာမဟုတ်ဘူးဝမ်းမြောက်ခြင်းမရှိတဲ့ငြိမ်သက်ခြင်းမရှိတဲ့ခံစားမှုမကောင်းတဲ့လူငယ်ဟာဒီနေ့တစ်ချိန်မှာလမ်းပြောင်းမယ်မဖြစ်တဲ့နေရာမှာခံစားချက်ကိုရှာမယ်မကြည့်တဲ့နေရာမှာခံစားချက်ဘ ഹു ကိုပြုတ်တော့မယ်မလုပ်တဲ့နေရာတော့ခံစားချက်ကိုထည့်တော့မယ်ဒါဆိုရင်သူ့ရဲ့အသွေးသားတဲ့မှာသူ့ဦးနောက်မှာသူ့နှလုံးသားထဲမှာဖယားနဲ့မဆိုင်တဲ့ခံစားမှုများလာပြီဆိုရင်တင်ဘဝဘယ်တော့မှပျော်စွမှာမဟုတ်တော့ပါဘူးလူငယ်တွေတော်ပျက်စီးတာအထီးကျန်တာဘာကြောင့်လဲဖယားနဲ့ပျော်မိခြင်းမရှိတော့ဘူးဖယားကြောင့်လာပမဲ့အထီးကျန်နေပြီဘုရားကြောင့်မှာ praise and worship ဆိုပေမဲ့
နှလုံးသားထဲမှာဖခင်နဲ့ဝေးနေတယ်ဒါကြောင့်ကျွန်တော်တို့တကယ်တန်ဖိုးရှိတဲ့လူငယ်တွေဒီမြန်မာနိုင်ငံကိုပြောင်းလဲဖို့ရန်အတွက်အတိတ်ကအရေးကြီးဟာသင်ခံစားမှုအရေးကြီးတယ်ဒီနှလုံးသားထဲမှာယေရှုကိုနေရာပေးဖို့လိုအပ်တယ်ဒီနှလုံးသားထဲမှာယေရှုနေရာပေးသွားတယ်ဆိုရင်သင်ရဲ့နှုတ်ရှာပါစံသင်အသက်တာဟာတကူနဲ့ပြေဝမှာဖြစ်ပါတယ်တကူနဲ့ပြေဝတဲ့အသက်တာဟာသူများကိုလွှမ်းမိုးနိုင်တယ်မယုံကြည်သူတွေစိတ်ဝင်စားတာသင်ရဲ့လှပခြင်းမဟုတ်ဘူးသင်ရဲ့ချမ်းသာမှုမဟုတ်ဘူးသင်ခံစားချက်မှာဘလောက်တိတလူမြန်မာနိုင်ငံဖြစ်တဲ့ချိန်မှာဒီလိုခက်ခဲတဲ့ချိန်မှာလူငယ်တွေခရစ်ယာန်လူငယ်တွေဘလောက်ဖြတ်တန်းတယ်လဲဆိုကြည်နေကြတယ်ကျွန်တော်တို့ကတော့ညီတွားစကားအမေရန်ပြောတဲ့ချိန်မှာခရစ်ယာန်လူငယ်တွေကတော့အမေရန်ဖခင်နဲ့ပြုံမိကြတယ်ဘာကြောင့်လဲအဖြေရှာခြင်းမှာဖြစ်ပါတယ်စင်ကိုခြင်းတဲ့လူငယ်တွေဒီ3ရက်အတော်အတွင်းမှာတင့်နှလုံးသားကိုဖျားပေးပါတင့်နှလုံးသားဖျားပေးမယ်ဆိုရင်တင့်ဘဝအလုံးထူးခြားစွာဖျားတွင်တင်လမ်းပြပြီးတော့ဖျားရှိမောင်လူရှိမောင်မှာမျက်နှာตาရသောလူငယ်များဖြစ်မှာဖြစ်ပါတယ်အာမင်အဲ့ဒါကြောင့်မို့ Christian emotional management ကိုကျွန်တော်သင်ပေးခြင်းဖြစ်တယ်တည်ထားဖို့ကတော့ပင်လေကြီးပေါ်မှာသွားတဲ့လူတယောက်ဟာရည်အငတ်ဆုံးဖြစ်တတ်တယ်အဲ့ဒီပင်လေကြီးတောက်လို့မရဘူးတချို့တော့သူအရန်စုတောင်းရင်းနဲ့ကျန်းစာဖတ်ရင်းနဲ့အမေနဲ့ pressure ဝယ်စုဦးဆောင်ရင်းနဲ့တချင်းဆိုရင်းနဲ့ဖယားနဲ့ဝေးတဲ့သူများကြီးရှိပြီမိမတို့အာနာပြီးတော့ဖယားချမ်းလာတဲ့သူများကြီးရှိပြီယနေ့လူငယ်တွေစိန်ခေါ်ခြင်းတယ်တဲ့နှလုံးသားမှာဖယားနေရပေးမယ်ဆိုရင်စိုင်းရီကဲ့သို့ထွက်စီတော်တဲ့ကိုခံစားမှာဖြစ်ပါတယ်အာမင်ဒီစိုင်းရီကဲ့သို့ထွက်တဲ့အသက်တာဆိုတာမုန်တိုင်းဘလို့ပဲလာဘလို့ပဲသူများပြက်စီးလို့မရတော့ဘူးအထေးကနဲ့လာတဲ့ကြီးဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်တို့ကိုခန္ဓာထဲမှာအရေးကြီးကစိတ်နှလုံးဖြစ်တယ်အဲ့ဒီစိတ်နှလုံးမှာပါခံစားချက်ရှိတယ်အဲ့ဒီခံစားချက်ကိုအကောင်းတွေရှိတယ်မကောင်းတာတွေရှိတယ်အဲ့လိုကျွန်တော်တို့လောကကြီးမှာအသက်ရှင်တဲ့ချိန်မှာစိတ်ဆိုးတဲ့ချိန်ရှိမယ်ဝမ်းမြောက်တဲ့ချိန်ရှိမယ်အဲ့ဒီချိန်မှာကျွန်တော်စိတ်ဆိုးခြင်းဝမ်းမြောက်ခြင်းကဘလို့ကင်တွယ်မလဲဆိုတာကိုအဓိကဟောပြောမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာလင်းသက်ညို့တွေကပြောတဲ့စကားရှိတယ် management ဆိုတာတဲ့စီမံခန့်ခွဲဆိုပြီးတော့သူတို့အဓိပ္ပာယ်ဖွင့်ပါတယ်စီဆိုတာစီစီနေတဲ့အစအလေဆုံးအကောင်းဆုံးအဖြစ်ဒီတင်တန်းကိုဖြစ်မြောက်အောင်သူတို့စီစီနေပြီးတော့မန်ဆိုတာမွန်းမှန်ချင်းကိုခေါ်တယ်အဲ့တော့ကိုယ်ခံစားချက်အခုချိန်မှာဘလို့မွန်းမှန်မလဲနှုတ်ကပတ်တော်နဲ့မွန်းမှန်မလားဘာနဲ့မွန်းမှန်မလဲအချစ်နဲ့မွန်းမှန်မလားဆိုတာအရေးကြီးတယ်ဒါဒီတင်တန်းတော်တွေမှာဘလို့စိတ်နှလုံးကိုမွန်းမှန်မလဲဒီတင်တန်းကိုဘလို့မွန်းမှန်မလဲငါအသက်တာကိုဘလို့နဲ့အယောင်ချေမလဲဆိုတာကိုအရန်အရေးကြီးမယ်ပြီးတော့စီမံခန့်ဆိုတာတဲ့အတင်းသူတင်တာအမိုးတော်ဆောင်တွေပြီးတော့ဒီ company မှာအလုပ်တော်သူတွေဟာဘယ်နေရာမှာခန့်မလဲဆိုတာအရေးကြီးတယ်စိတ်ပိုင်းဆိုင်ရာပြောမယ်ဆိုရင်ဒီနေ့ကျွန်တော်စိတ်ဆိုးတယ်ဆိုတော့ oneness နဲ့ဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာမှာဘလို့ခန့်ပြီးတော့အဲ့ဒီစိတ်ဆိုးခြင်းကိုဘယ်မှာထားမလဲပတ်စပ်နဲ့ထွက်မလားဘယ်နေရာမှာထားရင်ကောင်းမလဲဆိုတာတွေအရေးကြီးတယ်စိတ်ဆိုးတိုင်းကျွန်တော်တို့ထွက်ပြီးဆိုရင်ခန့်ဆိုတဲ့ခန့်ခွဲနေရာမှာအမှားရှိမယ်လူငယ်တွေတော်များဖယားသားသမီးဖြစ်ပေမဲ့စိတ်ပိုင်းဆိုင်ရာမှာအာနေချက်များကြီးရှိတယ်စိတ်ဆိုရင်ချက်ချင်းဆရာသမားတွေလည်းမလေးစားတော့ပတ်စပ်နဲ့ထွက်တယ်အမူအရာနဲ့ပြတယ်အဲ့ဒီစိတ်ဆိုးတဲ့ချိန်မှာကျွန်တော်စိတ်ကိုဘယ်လိုခန့်ခွဲမလဲဆိုတာအရေးကြီးတယ်ပြီးတော့ခန့်ခွဲဆိုတာတဲ့လုပ်ငန်းတာဝန်မြတ်ကိုခွဲဝေပေးခြင်းရပိုင်ခွင့်အကျိုးအမြတ်ကိုခွဲဝေခြင်းလို့ခေါ်တယ်
ဒါကြောင့်ဒီနေ့ခွဲဆိုတာဆရာဘာကြောင့်ဒီနေ့ဒီအများကြီး mission မှာကျွန်တော် mission ပဲသွားတာလေ mission အကြောင်းကိုလူငယ်တွေကိုအယံပဲစိတ်အားထက်တန်စွာနဲ့ဟောပြောချင်ပါတယ်ဒါပေမဲ့ဘာကြောင့်ဒီလို emotional management ကိုတင်ပေးတယ်လေဆိုရင်အခုတော်တော်များများလေ့လာတယ်အသင်းတော်တိုင်းမှာနှိုးထားတဲ့အသင်းတော်လဲစိတ်ပိုင်းဆိုင်ရာမှာအားနည်းချက်များကြီးရှိတယ် hallelujah အိုးလေနှလုံးသားသူကပူပြီးဆူးလေတခြားလူတွေမအော်တဲ့သူတွေလည်းစိတ်ပိုင်းဆိုင်မှာအားနည်းချက်များကြီးရှိတယ်ကိုလူငယ်တွေမှာလည်းဆွေးဆိုင်ရများတယ်မာကြောင့်လဲဖယားနဲ့ပျော်မွေ့ခြင်းမရှိလာတဲ့ကမှာလောကကြီးမှာရှာတယ်လောကကြီးတငယ်ချင်းတို့ရှိမှရှာတဲ့ခါမှာလည်းမတွေ့တော့ဘူးနောက်ဆုံးမှဆိုမှဖြစ်လာတယ်လေဒီလောကချက်လကားပဲကိုတတ်တယ်မှဖြစ်မယ်ကိုတတ်တယ်တို့ခရစ်ယာန်တဲ့မှာတော်တော်များတယ်ဘာကြောင့်လဲဖယားကူးကွယ်ရဲ့သားနဲ့ဘာကြောင့်ဒီလိုဖြစ်လာတယ်လဲခွဲမခွဲဝေတက်လို့ဖြစ်တယ်ကျွန်တော်လူဖြစ်တဲ့ချိန်မှာဆိုရင်ကျွန်တော်စိတ်ပိုင်းဆိုင်အားနည်းချက်ရှိပြီဆိုရင်ဘယ်လိုသွားမလဲကိုတီးဖို့လိုပါတယ်ဆရာသမားတွေခေါ်ပြီးတော့စူတောင်းကန်ဖို့လေလို့တယ်ခေါင်းဆလာကိုခေါ်ပြီးတော့ counseling လုပ်ဖို့အရေးကြီးပါတယ်ဒါကြောင့်လူငယ်တွေဒီနေ့မှာကျွန်တော်တို့လောကကြီးမှာအတက်အများတယ်အရန်များတယ်ဝမ်းနေချင်းဝမ်းသာချင်းလည်းများတယ်ဇီစာကွဲတာတွေချစ်တာတွေအရန်များတဲ့ကဘာမှာယုံကြည်သူလည်းပါတဲ့အခါမှာယုံကြည်သူလည်းခံစားချက်နဲ့အသက်ရှင်လာတဲ့အခါမှာဒီခံစားချက်ကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကိုဒီနေ့အားလုံးရှားပါတဲ့ subject တိုင်မကြဘူးတဲ့ subject လေးတွေကိုခက်ခဲနဲ့ကျွန်တော်ကြိုးစားပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာကိုဆန်းရှိပါအခန်းနှစ်ထဲမှာကျွန်တော်ကြည့်မယ်။စိတ်ခံစားမှုကိုဘယ်လိုမြင်ကြတယ်လဲဆိုရင်ကိုပညာရှင်တွေကစိတ်ခံစားမှုအားတဲ့အရင်တုန်းပေါ့နော် biologist best ဖြစ်တယ်တဲ့ biologist best ဆိုတာကျွန်တော်တို့ရုပ်ခံစားမှုအပေါ်မှာလာတယ်တဲ့တချို့တွေကယဉ်ကျေးမှုအပေါ်မှာလာတယ်တဲ့ culturally best ယဉ်ကျေးမှုကြောင့်ဒလက်ထုံးစံကြောင့်ဒီခံစားမှုဟာလာတယ်တဲ့ဒါမဲ့ဒါလည်းတွေကတော့ဟောတွေပေါ့နော်ခုဒီနေ့ကျွန်တော်အများကြီးကျွန်တော်ကြုံတွေ့မှာဖြစ်ပါတယ်အဲ့တော့ခံစားမှုကိုဘယ်လိုမြင်ကြတယ်လဲဆိုရင်ခံစားမှုမှာတွေ့နိုင်တယ်တခုခုကျွန်တော်တို့ခံစားပြီးဆိုရင်ဘာတွေထွက်လာတယ်လဲကြောက်လာတယ်ဟုတ်နော်ခံစားမှုဒီအထဲမှာစိတ်ပိုင်းဆိုင်ရာမှာတခုခုအာနေချက်အာသာချက်တခုခုဒီ emotional တခုခုလာတဲ့ခါမှာဘာဖြစ်လာတယ်လဲကြောက်ရွံ့ခြင်းလာတယ်အိုးချင်းလာတယ်ဝန်းနေချင်းလာတယ်တဲ့အထီးကျန်ချင်းလာတယ်တဲ့ဒေါသလာတယ်တဲ့ပြီးတော့ဝမ်းမြောက်ချင်းလာတယ်အဓိကဒီကျွန်တော်တို့တခုခုခံစားပြီးဆိုရင်သူတို့မျက်နာမှာဒီလိုဖတ်လို့ရတယ်ဒေါသထွက်မယ်ဆိုရင်သူစိတ်ခံစားမှုမှာတခုခုဖြစ်သွားပြီသူ့ရဲ့စိတ်နှလုံးထဲမှာတခုခုဝင်သွားပြီသိလို့ရတယ်တဲ့အဲ့တော့များတယ်ဆိုတော့နော်နောက်မှဒါလည်းပြောမယ်ကျမ်းစာနဲ့ပြောမယ်ယာကုပ်ခန်းကြီးတဲ့အခန်းငယ်19ကနေ20ဘယ်လိုပြောတယ်လဲဆိုရင်ငါချစ်တော်ညီကိုတို့ခတ်သိမ်းတော်သူတို့ကြားနာခြင်းငါလင်းမြန်ကြစေစကားပြောခြင်းငါ၎င်းအမျက်ထွက်ခြင်းငါ၎င်းနှင်းကြစေလူဤဒေါသအမျက်ဒီဖယားသခင်ရဲ့ဖြန့်မှတ်ခြင်းတရားကိုမပြုစုတတ်ထို့ကြောင့်ခတ်သိမ်းသောငြင်းညူခြင်းမနာလိုသောစိတ်လွန်ကျူးခြင်းကိုဖယ်ရှား၍တင်တို့စိတ်ဝိညာဉ်ကိုကေတည်နိုင်သောအထဲ၌စိုက်ပျိုးသောနှုတ်ကပတ်တရားကိုနှုံငတ်တင်မွေသောစိတ်နှလုံးနဲ့ခံယူကြလောကိုလှည့်ပြ၍နှုတ်ကပတ်တရားကိုနာယုံမြပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ကြလောဟေးနာရှင်လုံငယ်များစိတ်ခံစားမှုမကြမ်းမာတော့သူရဲ့လက္ခဏာကြည့်တော့မယ်ဒါဆိုရင်ကျွန်တော်တို့ဒီယုံကြည်သူကလည်းစိတ်မကြမ်းမာတဲ့သူတွေများကြီးရှိတယ်ဘာလို့တွေ့လို့ရမနာလို့ရှိတယ်တဲ့ခရစ်တော်အသက်ခန္ဓာကျမ်းစာထဲမှာမရှိတယ်လေဖိုင်လာတာတည်တယ်အဘေးကြောင့်ဤတို့မင်းနီဟူမူကားသူတို့သည်မနာလိုသောစိတ်နဲ့ယေရှုကိုအနှံ့ကြောင်းကိုပြီးလက်မင်းတည်ကျွန်တော်တို့ယုံကြည်သူတက်ရောက်ဖြစ်ပြီးတော့
ဘာကြောင့်မနာလိုတာတွေများတယ်လဲဆိုရင်စိတ်ခံစားမှုမှာအားနည်းချက်ရှိတော့ပါပြီတကယ်တော့ယုံကြည်သူတွေမနာလို့ဆိုတာမရှိဘူးသူများတူးတက်အရန်ပျော်ရမှာသူငယ်ချင်းအောင်မိနဲ့အရန်ပျော်ရမှာဒါပေမဲ့ဘာကြောင့်မနာလို့ဖြစ်တာတလဲယုံကြည်သူတရားမှာဒီနေရမှာဘာလို့မလဲသူတပန်းကိုချီးမွမ်းဖို့ရန်အတွက်စင်တင်ဖြစ်ရမယ်ဒါပေမဲ့ဘာကြောင့်မနာလို့ရှိတယ်လဲစိတ်ခံစားမှုမကြမ်းမှလို့ဖြစ်တယ်ကာယနာနဲ့အာဘေလလည်းစဉ်းစားကြည့်ပါမနာလိုခြင်းကြောင့်အာဘေလအသက်ခံရတယ်ဒါကြောင့်နေ့သိရဲ့မနာလိုခြင်းကြောင့်လူတယောက်ကိုတတ်လို့ရတယ်အဲ့ဒါလူငယ်တွေတော်မြတ်မပြန်ဆိုင်မှုရံများလာတဲ့အခါမှာမနာလိုရှိတတ်တယ်အဲ့ဒီမနာလိုမှအသိတော်ရှိလာစေလူငယ်တွေကဖွဲ့ရှိလို့မရတော့ဘူးအနာကအောင်မင်းလို့မရတော့ဘူးဒါကြောင့်နေ့လူငယ်တွေမယုံကြည်တော်သူကဲတော့ကျွန်တော်တို့စိတ်ခံစားမှုဟာအတုံးပြုတ်ဖို့မဟုတ်ဘူးမနာလိုခြင်းစိတ်တွေရှိသေးတယ်ဆိုရင်ဒါဟာမကြမ်းမာခြင်းရဲ့လက္ခဏာဖြစ်တယ်ပြီးတော့စိတ်ခံစားမှုမကြမ်းမာတော့သူရဲ့လက္ခဏာမှာဆိုဘာလို့ရှိတယ်လဲအတ္တရှိတယ်သူ့ကိုပဲမင်းနဲ့ဘူပြုတ်တယ်သူတပားကိုလုံးဝစိတ်မဝင်စားဘူးသူ့အကျိုးပဲယေရှုဒီလောကမှာကြွလာတာသူ့အတွက်တခုမှမပါဘူးအပိတ္တာအတွက်သူ့တပားအတွက်ပဲဒါကြောင့်ကြည်သူတယောက်ဖြစ်ပြီးတော့စိတ်ခံစားမှုအားနည်းချက်ရှိတယ်ဆိုရင်ကိုချမ်းသာဖို့ကိုအောင်မြင်ဖို့ပဲမင်းလားစဉ်းစားမယ်သူ့တပါးဆိုတာမစဉ်းစားဘူးလူငယ်တွေအနာကအောင်မြင်နိုင်ဖို့ရန်အတွက်ဒီစိတ်ပိုင်းဆိုင်ရာကြံ့မှာဖို့လိုအပ်တယ်အတ္တများတဲ့၍တင်းနဲ့ဘတော်မှပေါင်းချင်မှာမဟုတ်ဘူးတင်းကိုအမေနဲ့ဘဟုပြုတ်တဲ့၍တင်းရဲ့နှလုံးသားထဲမှာယေရှုနေရာမရှိဘူးယေရှုနေရာမပေးတဲ့တင်းရဲ့အသက်တာမှာဘယ်တော့မှထူးခြားစွာအောင်မြင်မှာမဟုတ်ဘူးကောင်းဆောင်ကောင်းဖြစ်မှာမဟုတ်ဘူးအမေရန်ထီးကြမယ်အထင်းကြံတော်သူဟာဘယ်လိုအတ္တစီတော်သူဖြစ်တယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာမှာမကြမ်းမာတော်သူတွေဘာဖြစ်လာတယ်လဲဆိုရင်ချီးမွမ်းစကားကိုသာကြားတတ်ခြင်းမင်းနဲ့ဘယ်နေရာတော့သူ့ကိုချီးမွမ်းတဲ့သူရှိမှာပဲအမေရန်ပြောတယ်ဆုံးမတဲ့ချင်းဆိုတာမကြိုက်တော့ဘူးတော်ဒီပစ္စမတော်ဒီပစ္စအမေရန်ချီမွန်းတဲ့သူကိုပဲပြီးခိုးပြီးတော့တက်ရှင်နေအဲ့ဒါစိတ်မကြမ်းပါချင်းလူငယ်တွေဆိုရင်ဒါတွေကိုပဲအမေရန်စိတ်ဝင်စားတယ်သတိထားပါဒါတွေကလည်းစိတ်မကြမ်းပါချင်းလက္ခဏာဖြစ်တယ်ပြီးတော့ဝမ်းနေတာလွန်ခဲ့ခြင်းဝမ်းနေတာမှန်တယ်အဲ့ဒါမှန်တယ်ဒါပေမဲ့ဝမ်းနေတာအရန်လွန်ခဲ့သွားပြီရှင်ဒါလည်းစိတ်ပန်းဆိုင်ရာမှာကျွန်တော်တို့က management လိုအပ်နေပြီကိုင်တွယ်ဖို့လိုအပ်နေပြီပြီးတော့ပျော်ရွှင်တာအရန်လွန်ခဲ့ရင်လည်းပဲဒါလုံးဝ management လိုနေပြီအရန်လွန်ခဲ့တယ်ဆိုရင်ဒါလည်းမှန်ကန်တဲ့စိတ်ခံစားမှုမဟုတ်တော့ဘူးပြီးတော့သူများအထင်ကြီးခြင်းအထင်သေးခြင်းတွေရလဲစိတ်ပိုင်းဆိုင်ရာမကြမ်းမာခြင်းဖြစ်တယ်တဲ့အဲအားကြောင့်မို့ဒီမှာပညာရှင်တွေကပြောတယ်တင့်စိတ်ခံစားမှုကောင်းကောင်းကိုင်တွယ်ပါတော့မဟုတ်ရင်တင့်ခံစားမှုကတင့်ကိုထိန်းချုပ်ပါလိမ့်မယ်။ဒါကြောင့်လူမိုက်ဆိုတာပါလေကိုယ်နှလုံးသားကိုစိတ်နှလုံးကိုပါလေကူစားတော်သူဟာလူမိုက်ဖြစ်တယ်။ဒါကြောင့်တင့်အသက်တံဖျားကိုမအားကိုတော်ဘူးနှုတ်ကပတ်တော်လည်းအချီမခံတော်ဘူးတင့်ခံစားချက်ကိုတာဦးစားပြီးတော့တွားမယ်ဆိုရင်တင့်ခံစားချက်တင့်ကိုအုပ်ဆိုးတော်မယ်။တင့်ခံစားချက်တင့်အုပ်ဆိုးပြီးဆိုရင်တင့်ဘဝဟာတွားပြီ။ဘယ်တော့မှပျောက်စွန်းမှာမဟုတ်တော့ဘူးပြီးတော့ဒီမှာတည်ငါခံစားမှုကြောင့်အနာဂတ်ဘဝအတွက်ဆုံးဖြတ်ချက်မချပါနဲ့တချို့တော့သူရရမ်းပျောက်စွန်းနေဆိုရင်မဖြစ်လာတယ်ချက်ချင်းကြိပေးတယ်အရာဝန်းနေတယ်ဆိုရင်ကိုခံစားရဲဆိုရင်မဖြစ်လာတယ်မဟုတ်တာတွေပြောတတ်တယ်ဒါကြောင့်ခံစားချက်ပေါ်မှာသွားပြီးတော့ဆုံးဖြတ်ချက်တစ်ခုမှမလုပ်ပါနဲ့ပြီးတော့ဒီမှာတွေ့ရတယ်စစ်မှန်သောပျော်ရွှင်ခြင်းနဲ့သင်ခံစားချက်ကိုထိန်းချုပ်နိုင်ခြင်းဖြစ်တယ်ကြည့်စဉ်းစားပါစစ်မှန်သောခံစားချက်ဆိုတာသင်ရဲ့ခံစားချက်ကိုထိန်းချုပ်နိုင်ခြင်းဖြစ်တယ်တဲ့စဉ်းစားနော်လွတ်လပ်ခံစားတာမဟုတ်ဘူးသင်ခံစားချက်ကိုထိန်းချုပ်နိုင်ခြင်းဟာ
马皮拉的嘞，是蛮多表现ချင်းဖြစ်တယ်ပြီးတော့ခံစားချက်ဒီတဲ့ကူးစေစိတ်ကမှအမြဲတမ်းပြောင်းလဲတယ်ဒီလိုပြောမယ်ခံစားချက်ဘာနဲ့တူတယ်လဲအကောင်းတွေဖြစ်စမကောင်းတွေဖြစ်စေမိုးတင်ကဲ့သို့ဖြစ်တယ်အဲ့ဒီမိုးတင်ကိုအားကိုးပြီးတော့မိုးတင်အောင်မှာနေတယ်ဆိုအဲ့ဒီမိုးတင်ကအမြဲတမ်းမရှိဘူးဒါကြောင့်အရေးကြီးရပါလေကြောက်ဆိုတဲ့ခရစ်တော်အပေါ်မှာသင်ခံစားချက်အားလုံးအပြည့်အဝထဲမယ်ဆိုရင်သင်ခံစားချက်ဟာ management အောင်မြင်တော်သူဖြစ်တယ်အရာအားလုံးကဖျားလက်တော်မှာအနိုင်ခြင်းဟာအကောင်းဆုံးသောစီမံခန့်ခွဲခြင်းဖြစ်တယ်အဲ့ဒါလဲတွေကိုလူငယ်တွေအားလုံးဆက်လက်ပြီးခွန်အားပေးခြင်းပါတယ်ဒါဆိုကျွန်တော်မြန်သွားမှာဖြစ်မယ်နော်ချိန်လည်းမရှိတော့ဘူးwatchman နေဘလို့ပြောတယ်လဲဆိုရင်အမေတန်းပျော်စွန်းတယ်ဆိုတာလဲဖယားနဲ့ပျော်မွေ့ခြင်းမဟုတ်ဘူးတဲ့ကိုယ်အလိုစန္ဒကိုငင်းပေပြီးဖယားနိုင်ပျော်မွေ့ခြင်းဒီတာမှန်ကန်သောဝဲမြုပ်ခြင်းဖြစ်တယ်နံပါတ်3သွားတော့မနော်စိတ်ချမ်းသာမှုတွေပေးမှရှိတယ်လေရှင်လုကာခန်းကြီး6:45ကောင်းသောသူဒီကောင်းသောမိမိစိတ်နှလုံးပန္တာတိုက်ထဲမှာကောင်းသောအရာကိုထုတ်ဖော်တတ်၏မကောင်းသောသူဒီမကောင်းသောအရာကိုထုတ်ဖော်တတ်၏အကြောင်းမူကားစိတ်နှလုံးအပိရှိတဲ့အတိုင်းနှုတ်မွတ်တတ်၏ပြီးတော့ကျွန်တော်ပြန်ဖတ်မယ်တုတ်တန်ချန်ခန်းကြီး18:20လူဒီမိမိနှုတ်၏အသီးနဲ့ဝင်ပြရ၏မိမိနှကန်းတို့ဒီစီးပွားနဲ့ဝင်ရ၏ရှားသည်အသက်တည်ခြင်းနဲ့စင်ခြင်းကိုအဆိုရ၏ရှားကိုနှစ်သက်သောသူဒီလည်းရှား၏အသေးကိုသိရ၏โอเคဒီနေရာမှာတော်လူငယ်တွေများများတတိထားဖို့ဖြစ်တယ်ကျွန်တော်စိတ်ခံစားမှုမကောင်းတော့ဘူးရှင်ဘုံတော်မထင်ရှားတော့ဗာလဲရှားမကောင်းတော့ဘူးစကားပြောတာလည်းမှမရှိတော့ဘူးအဖွဲရှိနေလည်းမတည့်တော့ဘူးမသွန်းနဲ့မတက်တော့ဘူးဒါမဲ့ကျွန်တော်တို့ခံစားမှုကောင်းသောသူဟာဗာလဲသူနှုတ်ထွက်မှာပါထွက်လာတယ်လေဝမ်းမြောက်ခြင်းသူတစ်ပါးကိုအကျူပေးတဲ့နှုတ်ကိုထွက်လာတဲ့ကမှာအဲ့ဒီထွက်ခြင်းအဖြစ်သူ့အတွက်ချမ်းသာခြင်းကိုထွက်လာတယ်ဒါကြောင့်ယနေ့ကျွန်တော်တို့စိတ်ခံစားမှုမကောင်းဘဲနဲ့ဘုရားကိုကူးကွယ်တဲ့ဆိုရင်သင်ကြောင့်လူမျိုးများစွာပျက်စီးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့လူငယ်တွေဟာ healthy feeling ဆိုတာလို့တယ်ကျွန်တော်ကျမ်းမာတဲ့စိတ်ခံစားမှုမရှိဘူးဆိုရင် toxic ဖြစ်တော့မယ် toxic ဒီနေ့ကျွန်တော်လူငယ်တွေပုံစံပြောတော့မယ်နော်ရည်စားထားကြတယ်တချို့တွေအဲ့ဒီခံစားမှုကိုပဲပြီးထူခြားတော့ရပြီးတော့ magical လို့ခေါ်တယ်သူတို့ဘဝဒီတယောက်နဲ့တယောက်ပေါင်းဖော်ခြင်းဟာဘာနဲ့ဒီနိုင်တယ်လဲဆိုရင်ဒီ magical မော်ကဲတော့ထူဆန်းတဲ့အရာပေါ်မှာပဲသူတို့ကချစ်ကြတယ်တချို့ရေးစားသမားတွေကတချို့ချစ်တော်တွေပါလေဂျန်ဆန်စကွဲယာမှာခန်ဒီရက်တော့ဂျန်ဆန်စကွဲမှာအတူတကွဂျေဦးစားကြတယ်အရန်ပျော်ကြတယ်ခံစားမှုပြီးခံစားတယ်ဘာဖြစ်လဲမစားဘူးတဲ့ဂျေဦးစားတယ်မတော်ဘူးတဲ့ဂျန်ဆန်စကွဲယာမှာသွားတယ်ဂျေရမီယာပြန်ခေါ်အဲ့ဒီနေရာမှာတိုက်မပြောတော့ဘူးဘာဖြစ်လဲမချိုးချတော့ခံစားမှုပေါ်မှာသွားတော့မထူကြတော့ဘူးတိတ်မပြောတော့ဘူးနားပါမယ်ဂျေရမီယာတည်တယ်ငါချစ်ဟာဒီနေရာတိတ်မပြောတော့တည်တာတော့ Time City Hotpot မှာလုံးဝမသွားဘူးတဲ့နေရာမှာသွားတယ်အဲ့ဒီမှာ wow ဆိုပြီးစိတ်ဝင်စားပြန်ပြီကိုရမ်းချစ်တယ်နော်ခံစားမှုပေါ်မှာသွားတဲ့သူတို့ရဒီလိုအဲ့ဒီ Time City မှာသွားတော့သူအရန်ပြောတယ်သူတည်တယ်နောက်တစ်ခေါက်အဲ့ဒီ Time City Hotpot တူတကွာစားတော့မပြောတော့ဘူးလူငယ်တွေတော်များများနော်မပြောတော့ပဲနောက်ဆုံးမှဆိုဟိုတယ်မှာသွားဟုတ်နော်နောက်ဆုံးမှဆိုမပြောတော့ဘူးယူရီးယားမှာသွားမဟုတ်ဘူးရှင်ကိုရီးယားမှာသွားမှကြီးနေတော့များရှိပြီဒီလောကကြီးကိုစိတ်ခံစားမှုနဲ့ထူခြားမှုနဲ့ပဲအမေတန်သွားချင်တဲ့လူငယ်တွေကတော်တော်ပြည့်ရှိတယ်တော့ပြစီတယ်ဒါလည်းကြောက်ဆိုင်တချို့လူငယ်တွေဒါပဲထူဆန်းမွေးနေ့မှာတခုခုထူဆန်းတာလောက်တာတွေ
ပဲစိတ်ဝင်စားတယ်အဲ့ဒီအပေါ်မှာအချစ်ဖန်တီးတာတော့ကြောက်စားကောင်းတယ်အခုကျွန်တော်တို့ကဘာပေါ်မှာအကြောင်းဖောက်ပြန်ကြတယ်ဒလူတဖိဖိနဲ့အစစ်မြင့်လာတဲ့ကမှာကိုမင်းမာပေါ်မှာလည်းမကြည့်နိုင်ကြတော့အထူးဆန်းကိုရှာချင်တာတခြားမင်းမာတခြားယောက်ျားကိုပူပြီးစိတ်ဝင်စားလာတာဘာဖြစ်လဲသူ့လိုက်စခံစားချက်ပေါ်မှာသွားလာတဲ့ကမှာအဆုံးတက်လာတော်တော်ကြောက်စားကောင်းတယ်ပြီးတော့သူ့ဘဝမှာဘာဖြစ်လဲ brain ကိုပဲကြိုက်တယ် brain ထွက်သမျှအလုံးဝေချင်လာတဲ့ကမှာဘယ်လိုဖြစ်လာတဲ့သူ့ဘဝဟာဘယ်တော့မှမပြောတော့အဲ့တော့ဒီနေ့လုံငယ်များဖျားကိုကိုယ်လေအခါမှာယူယူလေးပါစိတ်နှလုံးအပြည့်ဝဖျားကိုပေးပါသင်ရဲ့စိတ်နှလုံးမြေတံဝက်မြောက်ခြင်းခံစားမှာဖြစ်ပါတယ်အာမင်လောကမှာအသက်ရှင်တဲ့သူတွေဘာမှကြွားစားမရှိဘူးဖျားနဲ့အသက်ရှင်တာတဲ့ပူပြီးပျော်ရှာကောင်းလည်းမရှိပါဘူးကိုမြန်မာနိုင်ငံတော်တော်များများပြတ်စီးတဲ့သူတွေအများကြီးရှိတယ်ချောလာပြီဆိုရင်အဲ့ဒါပါပဲဒါကြောင့်နေ့ကျွန်တော်စိတ်ခံစားမှုကိုမကြားမရင်ဒီလိုဖြစ်မယ်တခုဟာသာပြောမယ်တခါတည်းကောင်းတယ်ဆိုတာလေစိတ်ခံစားမှုအားနည်းချက်သူများကိုကြောက်ရွံ့ခြင်းဖြစ်တယ်မလုံနဲ့မကောင်းတာလည်းမကောင်းမစားချင်တော့ဘူးပြောလိုက်မော်ပြီးမှာတဲ့ကျွန်တော်ချစ်ဆုံတို့အမျိုးပါနော်သူယောက်ျားရန်တဘောထားကောင်းတော့သူမင်းမအမေတန်းကစွန်းရွက်ပဲကြော်ပဲပြီးတော့စားတယ်တဲ့ရွက်ပဲတော့မဲတန်းကြော်ပြစားလာကောင်းလားဆိုပြီးတော့သူမင်းမရန်ကောင်းတယ်စားလို့ကောင်းတယ်မနေ့ဖြစ်မှလည်းယောက်ျားကောင်းတယ်ပြောတယ်ဆိုတော့မနေ့ဖြစ်မှလည်းကစွန်းရွက်တပည့်ခါမှလည်းကရွန်းရွက်ကရွန်းရွက်ကိုတပတ်လုံးစားလာတဲ့ခါမှာတအားပင်နေတယ်တငယ်ချင်းကပြောဟာနည်းနည်းပင်လာဘယ်လိုဖြစ်တာလဲမင်းမကစွန်းရွက်ပဲအမေတန်းချက်နေတာမကြိုက်တော့ဘူးဒီနေ့လုံးငယ်တွေတော်များများအာနာခြင်းကလည်းကျွန်တော်တို့ကအများကြီးဒုက္ခပေးတယ်အချစ်မှလည်းအာမနာပါနဲ့မချစ်တာလည်းအာမနာပါနဲ့မချစ်ဘူးပြောသူများသားသမီးကိုတိလားခြေကွဲအောင်မလုပ်ပါနဲ့ပြတ်သားပြောဒါစိတ်ကြမ်းမာတဲ့သူတွေလည်းလို့ပြောတတ်ပါတယ်အဲ့တော့အများကြီးပြောချင်ပေမဲ့15မိနစ်မှာအာယုံ5ပါးကိုဘယ်လိုဂိုင်တွဲမလဲဆိုတာ ਨੇ သွားရမယ်နော်โอเคကျွန်တော်တို့ပြည့်စည်တာပါကြောင့်လဲအာယုံ5ပါးကိုအဓိကဖြစ်တယ်မဟုတ်လားလူငယ်ကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူအာယုံ5ပါးကို management မလုပ်တတ်ဘူးမဂိုင်တွဲတက်တဲ့ခါမှာပြည့်စည်ကြတယ်ပထမကျွန်တော်တို့ကြည့်ရမကျန်းစာတော့မဖတ်တော့ဘူးဒါပေမဲ့ပေးမယ်နော်မာသေခန်းကြီး9:28ကျွန်တော်မျက်လုံးဟာအရေးကြီးဆုံးတဲ့အကြောင်းဖြစ်ကြောင်းပြီးတော့မာသေခန်းကြီး6:22မှာလည်းတွေ့တယ်6:23မှာပဲတွေ့တယ်အဲ့တော့အဲ့ဒီအာယုံ5ပါးထဲမှာမြင်ချင်းဘယ်လောက်အရေးကြီးတယ်လဲဒါဝိတ်ကတော့အေးစင်းနေဖို့ပါပဲဒါပေမဲ့ဘာလို့တလဲရီချိုးတယ်ဒီလားသူ့တပည့်မင်းမကိုကြီးတာနဲ့ဘာဖြစ်လာတယ်လဲအဲ့ဒီမျက်စိကိုမထင်နိုင်တော့မင်းနေချင်မှအားနေတယ်စိတ်ဝင်စားတယ်ဆိုစိတ်ဝင်စားလို့ရတယ်ဒါပေမဲ့ management အားနေလာတဲ့ကမှာဒီခရစ်ယာန်လူငယ်ချစ်ကြပါဟိုတယ်ထိတော့မချစ်ပါနဲ့တော့ပတ်စံနဲ့ချစ်ပါဒါပေမဲ့ဟိုတယ်ထိတော့မချစ်ကြပါနဲ့ချစ်သူများနဲ့မှအမေရန်ချစ်တာလုံးဝမကောင်းဘူးဒါဝိမာတာချစ်တာတော့ဘာပဲဖြစ်ချစ်တာကောင်းမှာဒါပေမဲ့သူများမိန်းမလည်းတွေခေါ်ပြီးတော့ဘာဖြစ်တယ်လဲအပြစ်လုပ်တယ်။ကွာချယောသတ်ကိုကြည့်ပါယောသတ်မှာဖာရောမင်းမနေတိုင်းသွေးဆောင်တယ်ဘာလဲအတူတကွအိပ်ဖို့ဒါပေမဲ့သူခံစားချက်ကိုအကောင်းဆုံးထိန်ချုပ်နိုင်တယ်။ဖျားကောင်းကြည့်ပေးပါစေ။လူငယ်များမချစ်ပါနဲ့မင်္ဂလာမကြည့်ပါနဲ့ယောက်ျားမကြည့်ပါနဲ့ဆိုတာမပြောချင်တာဆရာလဲချောတဲ့သူကရမ်းကြည့်ချင်တာချောတဲ့သူကြည့်ရင်တော့အတူတူအိတ်ဖို့တော့မဟုတ်ဘူး။မင်းပါရှင်ချောလိုက်တာလူသားလူငယ်တွေတယောက်နဲ့တယောက်ချစ်ကြပါဒါပေမဲ့သင်္ခန္ဓာဟာ
ဖယားသခင်ရဲ့ big man တော်ဖြစ်တဲ့ကြောင့်အမေတန်းသိထားပါဒါဝိရဲ့အမှားကြောင့်ဘလောက်ထိသားစင်မျိုးဆက်ခံစားတယ်လဲအားလုံးသိပြီးသားဖြစ်ပါတယ်သင်ခံစားမှုကိုဘယ်လို management လုပ်ကြတယ်လဲအရာများပဲမယ်နော်ကြားနာချင်းတော့မယ်နောက်ဆိုအာယုငါပါးထဲမှာကြားချင်းဘလောက်ရည်ကြီးတယ်လဲပညာရှင်တို့ကအကြားနဲ့အမင်ကိုသုံးတတ်သောသူတွေပညာရှိဖြစ်တယ်အကြားနဲ့အမင်ကိုသုံးတတ်သောသူတွေပညာရှိပြီးတော့ပညာအားလုံးဟာဘယ်ကလာတယ်လဲဆိုရင်အမင်နဲ့အကြားကနဲ့လာတယ်အဲ့တော့အဲ့ဒီဥယျင်ဆိုတာအပင်မရှိတဲ့နေရာအယံပြောဆိုတဲ့ဖယားအတန်နဲ့အမေရန်ပြောဆိုတဲ့နေရာသူမင်းမနဲ့သူယောက်ျားအာဒန်အေဝါဂျာမအမေရန်သူစကားအချို့ဆုံးဖြစ်တယ်အကောင်းဆုံးဖြစ်တယ်ပြီးတော့သူတို့အမေရန်အဲ့ဒီဥယျင်မှာကောင်းသောစကားကိုပဲဖယားနဲ့ပဲမိန့်ထားရဖွဲ့တယ်ဒါပေမဲ့ဂျာကာလာမှာစာဒန်စကားကိုအေဝါဂျာလာတဲ့ခါမှာစိတ်ပြောင်းလဲသွားပြီယနေ့ကျွန်တော်ဖျားကိုနာဝိညာဉ်သစ္စာနဲ့ကိုယ်ကွယ်တဲ့ချိန်မှာသင်ကိုလှည့်ပြမယ်တော့အများကြီးရှိတယ်အပေါ်တန်တွေရှိအောက်တန်တွေရှိတယ်အမျိုးမျိုးရှိတယ်အရန်ချောတယ်နော်ပြီးတော့အာတင်ပုံအလုံးဝမလှဘူးအမျိုးမျိုးအကောင်မျိုးမျိုးအတန်ကြားနိုင်တယ်လူငယ်တွေအဲ့ဒီစကားပေါ်မှာမယက်တည်ပါနဲ့ဖျားစကားပေါ်မှာပဲအသက်ရှင်ပါအာမင်အေဝမာတာဘာကြောင့်လဲစာတန်စကားကိုအယံချိုးကဲတော့ခံစားလာတဲ့ကမှာသူဒီမှာယွင်ခြင်းဖြစ်ပါတယ်ယနေ့ကျွန်တော်လူငယ်မြောက်များစွာကြားခြင်းအဖြစ်လက်ပြသောစကားအဖြစ်လမ်းပြော့တဲ့သူအများကြီးရှိပြီဒါလေးတွေကိုတတိထားကြပါပြီးတော့ကျွန်တော်တို့ထီတွေ့ခြင်းဟာကောင်းကောင်းမမထင်းသိမ့်တတ်ဖို့ဆိုရင်ကျွန်တော်တို့မှားနိုင်တယ်အဲ့တော့အဲ့ဒီထဲမှာဘယ်သူတွေ့ရတယ်လဲဆန်ဆုံးလေနော်သူစပင်ကိုဘယ်သူမှမထိရဘူးမညှက်ရဘူးလှစ်ဝက်ချက်ခုံအားပြီးတဲ့နေရာအဲ့ဒီစပင်မှာရှိတယ်ဒါပေမဲ့သူဒီဖျားမယုံကြည်သောလူမျိုးကိုချစ်ပြီးတော့ဒေလာကိုချစ်ပြီးတော့သူ့လှစ်ဝက်ချက်အားလုံးကိုပြောပြလာတဲ့ခါနောက်ဆုံးမှဆက်ကောင်းမနှိပ်ပဲမာဆက်လို့ရင်းနဲ့သူ့ဘဝကုန်သွားတယ်ယနေ့လူငယ်တွေထိချင်းကိုအကန့်အသတ်ထားပါစိတ်ခံစားမှုကိုတူများကဲတော့အချစ်ဆိုတာအကုန်လုံးကိုနှစ်ခုကိုတလုံးအဖြစ်ဖန်တီးတာအချစ်မဟုတ်ပါဘူးမင်္ဂလာဆောင်ပြီးမှာပဲဒါစစ်မှန်တရားဖြစ်ပါတယ်ခရစ်ယာန်တော်တော်များများပြည့်စည်တာအဲ့ဒါတခါတည်းကျွန်တော်တို့မလှတာအဲ့ဒါစိတ်ခံစားမှုကိုမထင်နိုင်ဘူးထိတွေ့တာရများလာတဲ့ကမှာဘောင်ကိုကြော်ပြီးတော့ဟောထိဒီမှာနောက်ဆုံးမထိတဲ့နေရာထိလာတဲ့ကမှာဘာဖြစ်လာတယ်လဲဟုတ်တယ်နော်ဟုတ်တယ်မဟုတ်လားမထိတဲ့နေရာထိလာတဲ့အခါမှာအာမရှိတော့ဘူးဘုရားကြောင့်သွားရင်လည်း pressure worship ဥဆောင်ရင်လည်းပဲဘာဖြစ်လာတယ်နာဝိညာဉ်သစ္စာနဲ့မကိုးကွယ်နိုင်တော့ဟာသူနဲ့ဖြစ်တော့လေ confident ပြောက်သွားပြီဟာသူကအရင်တော့နဲ့မတူဘယ်လိုဖြစ်တာလဲသူကအဲ့ဒီကျွန်တော်တို့လုံးဝမမီတဲ့နေရာမှာထိသွားပြီတရေထားပါဒါကြောင့်မို့ဒီနေ့ဟာကျွန်တော်ပြောချင်ပေမဲ့ Christian emotional management ကိုသင်ပေးခြင်းဖြစ်တယ်လူငယ်တွေကျွန်တော်တို့ကယုံကြည်သူတွေပါခံစားချက်ရှိကြတယ်ချစ်ကြပါဒါပေမဲ့မထီတဲ့နေရာချင်းမထီပါနဲ့ထီတဲ့နေရာထီပါသူလက်ကိုကောင်းကင်ပြီးတော့ထီပါအဲ့ဒီကြောသွားတယ်ဆိုရင်စိုင်းတချင်းလို့ဖြစ်ပါဆိုလို့ဆိုရင်ပါတယ်ကျွန်တော်တို့ခရစ်ယာန်ဆရာကြီးရေဗီဇခရာယာသူ့အပြစ်ပြောတာမဟုတ်ဘူးနော်ကျွန်တော်မှဆိုအိန္ဒိယမှာကြောင်းတဲ့သူ့ကိုအကြိုက်ဆုံးကဘာပေါ်မှာ apology ဆိုတဲ့ခရစ်ယာန်ရဲ့ခုခံမှုခရစ်ယာန်ယုံကြည်ခြင်းအပေါ်မှာအကောင်းဆုံးကာကွယ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါပေမဲ့သူတည်တဲ့ချိန်မှာသူ့နာမည်ဆူထွက်လာတယ်ဘေးနေရာသွားတော့မဲစိတ်တရားမဟောပဲတဲ့မားစိတ်မှာသွားတယ်ဘောနော်မဲစိတ်တရားမဟောပဲနဲ့မားဆက်မှာသွားတယ်တဲ့မားဆက်မှာဘာလို့ကြတယ်လဲဟ
ဟောထိဒီထိထိနောက်ဆုံးမှာဆိုရင် तू ဟာမင်္ဂလာတွေက तू ဟာအဲ့ဒီတရားဟောဆရာကြီးကငါကျမနဲ့တလူဖြစ်လာတဲ့ကမှာတော်များဝတ်နေကြတယ်ကဘာပေါ်မှာနာမည်အကြီးဆုံးထဲမှာပါတယ်ဇေဗီရေဗီဇခရာယာလို့ခေါ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခရစ်ယာန်တွေလည်းစိတ်ခံစားမှုနဲ့ရှိတဲ့သူဖြစ်လာတဲ့ကမှာကျွန်တော်တို့ခံစားမှုကိုမထိမ့်သိမ့်နိုင်ရင်နောက်မှာတော်နာမည်ကောင်းနာမည်ဆိုးတွေထွက်နိုင်စရာအများကြီးရှိပါတယ်အရာသာနော်မြန်လေးသွားနော်တလားလုံးတင်ပြမဲ့ဥစ္စာကိုကျွန်တော်ဒီလိုသွားလာတဲ့ကမှာခွတ်လွတ်ပါအရာသာကျွန်တော်အာယုံ၅ပါးအရာသာဒါဆိုရင်ခရစ်တော်ကရက်40စာဆောင်တဲ့ကမှာစာရန်ဘလောက်လဲတယ်လဲချက်ချင်းအစာဆောင်ပြီးဆိုရင်မကြိုက်တယ်လဲသမင်းစားခြင်းနဲ့ချက်ချင်းပဲဒီကြောက်ခဲကိုမုံဖြစ်စေပါလားစာရရန်လဲနော်ယနေ့လူငယ်တွေအရက်မတော့ရင်မဖြစ်ဘူးနော်မင်းမခက်မမီတော့ဘူးအများကြီးဆေးလက်တော့ပါကိုလေတန်းတို့ဘယ်နေရာမှာဒီ electric ပါလေဘာကိုဝက်ပင်လာဝက်ပါအော်ဒါရန်ခစ်စာချိုလေးတွေ Time City နဲ့နီးတယ်ဆိုကျွန်တော်အများကြီးထိနေပြီအပစ်လို့မမြင်ကြတော့ဘူးအပစ်လို့မမြင်ကြတော့ဘူးစာရရန်လေတယ်ယေရှုတောင်းဒီလားသွေးဆောင်ဖို့ရန်အတွက်စင်တင်ဖြစ်တဲ့သူဖြစ်ကျွန်တော်လူငယ်တွေအများကြီးပြင်ဆင်ဖို့လိုအပ်ပါတယ်အဲ့တော့ဒီနေ့မှာဖြစ်စေချင်တာဒန်ယေလတို့ကဲ့သို့ဖြစ်ဒန်ယေလတွေကတော့ဘလောက်ပဲပညာရှိမယ်အသားရည်လှမယ်တင်တို့ဟာသူများတဲ့ထွားကြမယ်ရက်စီမယ်တို့မကြိုက်ဘူးဖယားနဲ့မပတ်သက်သောအစားအစာကိုအကုန်လုံးရှောင်ကြတယ်အာမင်ကျွန်တော်ခရစ်ယာန်တွေဟာအယာတာအဖြစ်လဲသူများကဲ့သို့အရက်တောက်တယ်သူများကစားတယ်တောက်တယ်ဆိုရင်ကျွန်တော်ဘယ်တော့မှဘုရားဘုံတော်ထင်ရှားမှာမဟုတ်ဘူး။ဒါကြောင့်မို့လူငယ်တွေခံစားချက်တွေဟာအယာတာလဲမှာလဲထင်းတတ်ဖို့ဒီဟာနဲ့အာလုံးခွန်အားပေးချင်ပါတယ်။အေသောနဲ့ယာကုပ်အေသောဘာကြောင့်တာအိုဖြစ်ခြင်းကိုစွန့်ပစ်တယ်လဲ။သူကလည်းမထိန်နိုင်တော့ဘူး။ဘိုက်အရန်စားတဲ့ခါမှာတာအိုကဘာမှဖြစ်ပါဘူးဆိုပြီးတော့အဲ့ဒီတာအိုဖြစ်ချင်းစွန့်ပြီးတော့သူ့ဘဝမှာဆိုရင်အထီးချမ်းပြီးတော့ခုချင်းထိကြည့်ယာကုပ်ကတော့နာမည်ကောင်းရပြအေသောကတော့ဒီလိုဖြစ်သွားတယ်ဒါလေးတွေကိုသတိထားကြပါနောက်ဆုံးအနတ်အမွှေးအကြိုင်ကျွန်တော်တို့အာယုံ၅ပါးလူငယ်တွေကိုအမဲတန်းလမ်းလွဲနိုင်တဲ့အရာအနတ်တွေလည်းဖြစ်တယ်ယခုရီမွှေးတည်ရမလားကျွန်တော်တို့မှာဆိုရီမွှေးကိုအရန်ကြိုက်တယ်ရီမွှေးဆိုတာကြောက်စာလည်းကောင်းသလိုကျွန်တော်တို့အတွက် confident လည်းပေးပါတယ်ခုစာတန်အသင်းတော်အမေရိကမှာသူများကိုသူတို့သွေးဆောင်လာတဲ့ကအတိတ်ကသူတို့ဖျားသူတို့အကြောင်းမှာသွားပြီဆိုရင် music တကယ်ဆက်ဖဲမှာဒီဆက်ကိုခံစားမှုအပိပေးနေတဲ့ဒီဂီတာတွေ music အတန်တွေကိုပေးတယ်ပြီးတော့သူတို့ရဲ့အခန်းထဲမှာဝင်လာပြီဆိုရင်အဲ့ဒီဆက်ကိုပေါ်စေတဲ့အနတ်လေးတွေကိုအဲ့ဒီဘုရားကျောင်းမှာသူတို့ထိုးနေတဲ့အဲ့ဒါကမှလူငယ်တွေစိတ်ကိုအကုန်လုံးပြောင်းလဲတာနဲ့ချက်ချင်းမှားချင်စိတ်ပေါ်လာတယ်လူငယ်တွေယနေ့ကျွန်တော်တို့ဘာအနတ်ကိုကြိုက်ကြတယ်ငါတို့အနတ်ကိုဘာထွက်တင်တယ်လဲမာရိကတော့သူ့ရဲ့အကောင်ဆုံးရင်မွေးလဲလို့ခရစ်တော်ကိုပေးပါတယ်တဲ့လူငယ်တွေကခုချိန်မှာအယံအနတ်ကောင်းသေးတယ်အပိအနာစာမရှိသေးဘူးတဲ့စိတ်နှလုံးသိခန္ဓာအလုံးဖျားအတွက်ယေရှုအတွက်ပေးကြည့်ပါတင်းကြောင့်မြန်မာနိုင်ငံတွေမှုချိုင်းမှာဖြစ်ပါတယ်အာမင်တင်းကြောင့်မိသားစုအသင်းတော်ကိုမှုချိုင်းမှာဖြစ်ပါတယ်ကျမ်းစာမှာတွေ့ပါတယ်ငါတို့ဒီခရစ်တော်နဲ့အတူအောင်ပွဲကိုအစဉ်ခံစေခြင်းငါ၎င်းထိုသခင်ကိုသိခြင်းရဲ့အမွှေးအကြံဒီငါတို့အဖြစ်အရရတို့၌နံပြားစေခြင်းငါ၎င်းပြုတ်တတ်မှုသောဘုရားသခင်ခြေဆုတော်ကိုချီးမွမ်းခြင်းစီစေတည်းအဘေတို့နေမို့ကငါတို့ကေတင်တော်သူတို့၌၎င်းဆုံးရှုံးတော်သူ၌၎င်းဘုရားသခင်ကခရစ်တော်ဤအမွှေးအကြံဖြစ်ကြ၏ဆုံးရှုံးတော်သူတို့ဒီ၌
တေချင်းတိုင်အောင်တေချင်းအမွှေးကြိုင်ဖြစ်ကြ၏ကေတင်တော်သူတို့နိုင်ကအသက်ရှင်ချင်းတိုင်အောင်အသက်ရှင်ချင်းအမွှေးအကြိုင်ဖြစ်ကြ၏ယနေ့ကျွန်တော်တို့တင်တန်းပြီးတာနဲ့လူငယ်တွေအကောင်ဆုံးအနတ်ကိုထွက်ပါစေကောင်းသောစာရိတ္တအနတ်ကောင်းသောဝက်ပြုတ်ကူးွယ်ခြင်းရဲ့အနတ်ကောင်းသောပြောဆိုပြောပုံသူတပါအတွက်အကောင်ဆုံးအနတ်ကိုပြတ်နိုင်တော်သူများဖြစ်ပါစေကျမ်းစာမှာတွေ့ပါတင်တို့တွေစားတော်၎င်းဗာလဲတောက်တော်၎င်းမင်းဒီအမှုကိုပြုတော်၎င်းဖယားသခင်ရဲ့ဘုံတော်ကိုထောက်၍ခတ်သိမ်းသောအမှုကိုပြုကြလောဆိုပြီးတော့ကျွန်တော်တွေ့ရှိရပါတယ်အဲ့တော့နောက်ဆုံးမှာဒီစိတ်ခံစားမှုကိုဘလို့အားဖြင့်ကျွန်တော်တို့ကိုင်းတွယ်ပြီးတော့ဘတုကိုတို့ယူမလဲဆိုရင်ခရစ်တော်ရဲ့ဒီအသက်တာကိုကြည်ချမ်းပြဆုံးသတ်ကြအောင်ခရစ်တော်ဟာရက်40စာဆောင်တဲ့အခါမှာကြောက်ခဲကိုမှုဖြစ်စေပါဟိုစာတန်ဟာဒီလိုပြောတဲ့ချိန်မှာလုံးဝမာနကလည်းကိုတော်တွေဘုရားသခင်တားတော်မှာလေဤကြောက်ခဲကိုမှုဖြစ်စေခြင်းကအမိန့်ရှိတော်မူဟိုရှောက်လေယေရှုကဘလို့ဖြီးတယ်လဲဆိုရင်လူဒီမုံအားဖြစ်တာအသက်ကိုမွေးရတယ်မဟုတ်ဖယားသခင်မိတ်တော်မူသမျှအားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာ၌လာသည်ဟုပြောလေ၏တကူခံစားမှုရှိလာပြီဆိုရင်ကျမ်းစာကိုအခြေခံပြီးတော့ပြန်ကျမ်းစာဖြစ်သူတစ်ပါးကိုတုံးပြန်ကြပါစို့တင်းရဲ့စိတ်ဆူခြင်းတင်းရဲ့ပြောခြင်းတဲ့စကားကိုမပြောဘဲနဲ့ဘာပဲကြုံကျမ်းစာကိုအဓိကအခြေခံပြီးတော့ပြောကြအောင်ပြီးတော့ကယ်တင်စမန်မှာသူကဆူတောင်းတယ်ဘလောက်ခက်ခဲမလဲကြည့်အဲ့ဒီချိန်မှာဆူတောင်းတယ်ဤခွက်ကိုလွတ်ပါစေတော့ဆူတောင်းနောက်ဆုံးမှာဆိုရင်သူ့ရဲ့ခံစားမှုဘလောက်အထိဂိုင်းတွဲနိုင်တယ်လေကိုတော့အလိုတော်တိုင်းပဲဖြစ်ပါစေအာမင်ကိုတော့အလိုတော်တိုင်းပဲကျွန်တော်လူငယ်များဘာပဲချုပ်ခက်ခဲမှုအမျိုးမိသားစုမှာကြုံတဲ့ခါမှာလဲနောက်ဆုံးမှာကိုတော့အလိုတော်တိုင်းပဲဖြစ်ပါစေဆိုတဲ့ပြောနိုင်တဲ့လူငယ်ဖြစ်ပါစေကျွန်တော်ဆုတောင်းပေးပါတယ်ပြီးတော့ကာရာနေကုန်းပေါ်မှာဘာလို့လဲအပိတာတွေကသူ့ကိုတတ်ပေမဲ့ဘယ်လိုပြောတယ်လဲသူတို့ဘာလောက်တာမှမသိဘူးသူတို့အပိကိုခွတ်လွတ်ပါဆိုပြီးတော့သူ့ရဲ့စိတ်ခံစားမှုအလုံးဟာလူတွေကိုခွတ်လွတ်ခြင်းအပြင်သူကအမေဒါအဆုံးသတ်စေတယ်နောက်ဆုံးမှာခရစ်တော်ကတည်ပြီးမှဆင်ပြန်ထားမြောင်းပြီးတော့လောကကြီးမှာဘယ်နှရက်နေတယ်လဲဟမ်40လား50လားအဲ့ဒီ40နေတော့ဘာမှဘာဖြစ်လာတဲ့ကောင်းကင်ဘုံသွားတယ်ကောင်းကင်ဘုံသွားရင်နဲ့သူ့ရဲ့စိတ်ခံစားမှုဘလောက်အထိကောင်းတယ်လဲဆိုရင်တပည့်တွေကိုကောင်းကြည့်ပေးနေရင်အကောင်းဆုံးသောစကားကိုဒီမှာထို့တော့ကောင်းကြည့်ပေးတော်မူစဉ်တွေတပည့်တော်တို့နဲ့ခွာ၍ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူမည်အာမင်ယေရှုရဲ့စိတ်ခံစားမှုကိုင်းတွေ့ပုံဘလောက်ကောင်းတယ်လဲသူ့ရဲ့အဆုံးတတ်မှာလဲအကောင်းဆုံးသူတပည့်တွေလောကကြီးကိုကောင်းကြီးပေးရင်နဲ့အဆုံးတတ်ခဲ့ပါတယ်ဒီနေ့လုံးငယ်ဒီတင်တန်းတဲ့ခြင်းအဖြစ်ကိုယ့်ရဲ့ခံစားချက်ကျွန်တော်ဝန်နေခြင်းဝန်တာခြင်းအားလုံးကိုခရစ်တော်ကဲ့သို့ကိုင်းတွယ်နိုင်သောလူငယ်များဖြစ်ပါစေလို့တိုက်တွန်းအားပေးရင်းနဲ့ရောက်ဆရာဖျားခင်ကောင်းကြည်ပေးပါစေအာမင်